အားလုံးပဲမင်္ဂလာပါကိုကင်း channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာဆိုရင်ထူးခြားဖြစ်ပေါ်နေတဲ့သတင်းတွေထူးခြားအကြောင်းအရာတွေအာသတွေကိုချိန်နဲ့တပြေးညီတင်ဆက်ပေးမှာမို့လို့ channel ကို like and subscribe လေးတွေလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်တငယ်ချင်းတို့ရေမယ်နော်ဥပိန်တရားပေါ်မှာပေါ့နော်ဒီမှာဖတီမာအမုံဆက်တာကြီးပြပါမယ်မန့်နေမှာနော်မန့်နေရဖတီမာရဲ့တစ်တော့ကောက်ပေါ့မန့်ပြန်များလို့ပထမဒုတိယမှာဒီမှာဒါကတော့ဖတီမာရဲ့အချင်းမောင်းပေါ့နော်ဒီမှာဒါငရုတ်သီးကြော်မုံပါဒါကတော့အယောင်ငမုံမှာဒီတက်မှာဒီအချိုးမုံလေးမှာရက်စားလေးထည့်ထားပါတယ်ဒါကကျက်သွန်ကြော်လေးမွေးအောင်လို့ပေါ့နော်ဒါကပစုံကြောက်ကိုကြိတ်ပြီးတော့ပစုံကြောက်မုံမှာဒါကတော့နော်ဖတီမာတော့တုံးနေကြအောင်မယ်ပြုံးလေးပါဒီပြုံးလေးငပီတောင်းကိုသုံးပါတယ်ဒီမှာဒါငပီရေပေါ့နော်ဒီပြုံးလေးကိုပေါ့နော်အဲ့ဒါများဒီပြုံးလေးကိုသုံးပါတယ်တမယာသီးလေးနဲ့ညှစ်ပေးပါတယ်ပေါ့နော်ပဲမြစ်ထောင်းလေးလည်းရှိပါတယ်လို့စားကျင်တာအကုန်ရှိပါတယ်ဓာတ်ပေါ်ရောက်တာနဲ့ဖတီမာဒီမှာရေးတန်းမှုအေးအမလေးအစုံမဲ့ဥပိန်သားနဲ့တော့မျိုးတော်လာအောင်မရတယ်ကြာတော့ကျမရတာပေါ့နော်ဒါဟိုလောက်တိုင်တော့လောက်တာပါဘိုက်ကြီးနဲ့မမွေးကြီးလောက်တာပါမွေးပြီးတော့ဈေးရောက်နာပါမလို့အစုံအားပေးလို့ရပါတယ်လို့ငပီတောင်းမှုလည်းဈေးတောင်းနဲ့လည်းရောင်းပေးပါတယ်ရှင်ဒီမှာတမယာသီးလေးပြလိုက်ပါဦးမတမယာသီးတုတ်ပေးတယ်ကပလာတုတ်ပေးတယ်အကုန်တုတ်ပေးပါတယ်ပေါ့နော်စားကြည့်လို့မှအချင်းမပြေနဲ့ပြန်ပြင်ပေးပါတယ်ဆဆရောက်ချင်းတော့ကလေဒီလူအုပ်အများကြီးရန်ဖြစ်နေကြရင်တော့မှထင်နေတာအမှန်ကတော့ဥပိန်တရားမှာနာမည်ကြီးနေတဲ့မတ်ဖတ်တီမရဲ့အချင်းပေါင်းမှာတနေ့ကိုမင်းတို့ရောက်သွားတော့နောက်မှအလုံးကြီး9000ကျော်လောက်ရောင်းပြီးသွားပြီရဲ့နော်ကြောက်စရာကြီးရောင်းအားတော့ဝက်ကွဲပဲပထမရောက်ချင်းမှာတပန်းကုန်သွားရဲနောက်ထပ်တပန်းပြီးတပန်းပေါ့နော်တရွာလုံးလဲတမယာသီးခွာနေတယ်လို့ပြောရပေါ့နော်သူတယောက်ထင်းနေကြမလို့အလုပ်တွေဖြစ်တာနောက်ထပ်တပန်းကိုသူကထုတ်တယ်ပြီးသွားရင်အပေါ်မှာငပိရည်သူရဲ့ပါဝင်ပစ္စည်းတွေသူထည့်ရပေါ့နော်တူကိုမဝယ်သွားဘူးဆိုရင်တော့4-5ထုတ်ပဲအဲ့လိုမျိုးအားပေးချမ်းတာသူကနေသူရဲ့အနှစ်ရတာဘယ်သူနဲ့မှမတူဘူးပေါ့နော်ဟိုးနောက်မှတန်းစီနေတာအဲ့ဒါမင်းတို့ဆိုင်ရာအလှပကေးပါသူကတော့အချင်းမောင်း crazy သူတေချာလေးတန်းစီတယ်သူရအောင်စူးစမ်းမယ်တဲ့မင်းကတော့ပိုတေချာတဲ့ရေခဲမောင်းရေခဲချောင်းစားပါလေပထမဆုံးတလုတ်ဆန်းကြီးရဲ့အချိန်မှာလေသူရဲ့အနှစ်ရတာဘယ်သူနဲ့မှမတူဒါကြောင့်မို့လို့လေသူနာမည်ကြီးနေတာပေါ့နော်တယောက်တလုတ်မြည်ကြည့်ရပေါ့နော်ချမောင်း crazy တွေကတော့ပူစားနိုင်တယ်စားပြီးတော့လည်းသူ့ရဲ့ရတာတကယ်အဆင်ပြေပါတယ်ဟိုလိုမျိုးအီဖတ်လေးနဲ့သူ့ရဲ့အနှစ်ကအရတာရှိတယ်နော်လည်းနာမည်ကြီးနေဟာစားဖို့သွားပြီဆိုတော့ခင်မိသွားပြီပေါ့နော်ဥပိန်ရောင်ဝင်စားကြည့်ခဲ့ကြအောင်နော်ဘိုင်ဘိုင်ပါ